ဒါကတော့ပိုင်မှာရှိတဲ့ sunset ကြည့်ရဲ့နေရာတွေကတစ်ခုဖြစ်တဲ့ရွန်းလက် view point မှာ sunset ကြည့်ရဲ့အကြောင်းလေးရိုက်ထားဖြစ်ပါတယ်အဲ့တော့ပိုင်မှာဆိုလို့ရှိရင် sunset ကြည့်ဖို့3နေရာရှိရပေါ့နော်2 heart ပိုင်ရဲ့ Pine Canyon ရဲ့ရွန်းလက် view point ရဲ့ပါဆိုရတော့ဒီရွန်းလက် view point ကိုအကြိုက်ဆုံးပဲသူကအကျယ်ကြီးပေါ့နော်အကျယ်ကြီးဆိုတော့လူတွေရှိနေရှုပ်နေဆိုရင်တော့မှလူရှုပ်နေတယ်အရင်လူကြက်ညက်တက်နေတယ်လို့မခံစားရဘူးပေါ့နော်ပြီးတော့တောင်တွေအများကြီးကိုမြင်ရတယ်အဲ့တော့ sunset တစ်ခုလည်းမဟုတ်ဘဲနဲ့ဒီသူ့ရဲ့ landscaping လေးတွေဒီသူလှုပ်ထားတဲ့တဲပုံစံလေးတွေပြပြင်တဲလေးတွေ design ကလာပါညာနေထားလေးကိုကြည့်ရတော့ဒီရွန်းလက် view point ကတော့ပိုပြီးခံစားလို့ကောင်းတယ်ပေါ့နော်လေလေးတစ်ဖြူဖြူလည်းအရန်တိုက်ပါတယ်ဓာတ်ပုံလေးလှလှလေးရိုက်စရာနေရာတွေလည်းအများကြီးရှိပါတယ်အဲ့တော့ဒီရွန်းလက် view point မှာဆိုလို့ရှိရင်လေဒီရွက်ပြင်တဲလေးတွေကိုငှားပြီးတော့လဲတန့်ထိုးပြီးတော့လဲနေလို့ရတယ်အဲ့တော့ဒီရွန်းလက် view point နေကြည့်ရတဲ့ခံစားချက်ကလေတခြားနေရာမှာကြည့်ရတဲ့ခံစားချက်နဲ့မတူဒီတောင်ကျော်အရှည်လိုက်ကြီးကိုအဲ့လိုနေရအဲ့လို parallel အဲ့လို share ထိုးပြီးတော့ဖြည်းဖြည်းချင်းနေဝင်သွားရအောင်မြင်ရမှာပေါ့နော်အဆွေရင်တော့ရှင်းပြခဲ့သလိုပဲပိုင်မြို့ထဲမှာတနေရာနဲ့တနေရာသွားရတာလုံးဝမဝေးဘူးအလွန်ဆုံးမောင်းရ15မိနစ်ပဲပေါ့နော်အဲ့တော့ကိုကြိုက်တဲ့နေရာလေးကိုသွားပြီးတော့အဓိကကတော့ view လေးခံစားရပါတော့ခံစားကြည့်ကြပါအဲ့ဒီရွန်းလက် view point မှာတော့ဟို foreigner ရှိရကွာဒါပေမဲ့နဲတယ်ပေါ့ဟို2 heart ပိုင်နဲ့ပိုင်ကန်ညော်ထက်ဆိုင်ပို့ပြီးတော့လေ romantic ဖြစ်တယ်လို့ပဲရွန်းလက် view point ကတော့ရွန်းလက် view point ကိုကြိုက်ပါတယ်ညချလို့ရှင်တော့ဒီတန့်လေးတွေထဲမှာအိတ်ချတဲ့လူတွေရှိလောက်မှထင်တယ်တော်တော်တော့အေးမှာအခုကဒီလိုညနေတစားအောင်တော့မှလေတွေကအရန်အေးရပါတော့ဆိုညချတော့တော်တော်ကြီးအေးမဲ့ပုံထဲမှာတော့ရှိတယ်ဒီတန့်လေးငှားကလည်းဈေးကြီးမှာမဟုတ်ပါဘူးအေးရသူကရွာနဲ့နီးနေတော့လေအဲ့ရွာတွေကလောစပီကာနဲ့ဘာလဲမသိဘူးအော်နေတဲ့တန့်လေးတွေလည်းမပိတ်ချမ်းနေရလို့တရုတ်ကာချာကြီးဆိုးခဲ့ရတဲ့နေရာတော်တော်များများမှာတရုတ်မီးပုံးတွေတရုတ်စာသားတွေကိုတွေ့ရတယ်sunset ကြည့်ပြီးရဲ့အပြန်မှာတော့ဆွေတို့ကပိုင်မြို့ကနာမည်ကြီး walking street ပေါ့နော် night market ရှိတဲ့လမ်းကိုအခုသွားနေတာဖြစ်ပါတယ်အဲ့တော့ပိုင် walking street လို့ရိုက်ရှာလိုက်လို့ရှင် Google Map မှာတွေ့ရပါမယ်ကားနဲ့သွားလို့ရှင်တော့ကားပါကင်ရှာရတာအနေနဲ့ခက်ပါတယ်ဒါပေမဲ့ခုဆွေသွားတဲ့အတိုင်းသွားမယ်ဆိုလို့ရှင်ဘတ်40ပေးပြီးတော့ကားရက်လို့ရတဲ့ကားဝင်တစ်ခုကိုတွေ့ရမှာပါအဲ့ထဲမှာကားရက်ခဲ့လို့ရပါတယ်ညခွေးလိုက်လို့ဆိုလို့ရှင်ပိုင် walking street ကိုလိုက်တယ်ပိုင် walking street ကိုဒါစပြီးတော့ရောက်လာပြီပေါ့နော်ပိုင် walking street ကိုဖြည်းဖြည်းလေးဟိုကြီးဒီကြီးနဲ့ပတ်မယ်ဆိုလို့ရှိရင်အလွန်ဆုံးမှ15မိနစ်နဲ့25မိနစ်ကြာပဲအချိန်ကုန်ပါပေါ့နော်မြင်မြင်တူတူနဲ့ပတ်တယ်ဆိုလို့ရှိရင်တော့ဘယ်လောက်မှအောင်ကြာမှာမဟုတ်ပါဘူးအဲ့တော့ walking street ဆိုမှတအားကြီးဟိုအရှိကြီးကြာကြီးရှောက်နေရတဲ့ night market အရှိကြီးရောမဟုတ်ဘူးသူစုံစုံစီးစီးနဲ့ဒီထဲမှာတော့ရောင်းထားပေးရဲစားတောက်တွေရှိမယ်ပြီးလို့ရှိရင်ဒီအနောက်နိုင်ငံကလူမျိုးတွေအကြိုက်ချီသားနဲ့ရောင်းတဲ့ချီသားနဲ့ရက်လုပ်ထားတဲ့ပစ္စည်းတွေရောင်းတယ်ဒေတာထွက်ပစ္စည်းတွေရောင်းတယ်အစားတောက်ကို local စားစာလည်းရတယ်လို့ western food တွေလည်းရတယ် asian food တွေလည်းရတယ် fruit ပေါ့ fresh fruit တွေအရင်ရပြီးတော့အဲ့မှာအဲ့ဒီဘာဖလာလေးဝယ်ခဲ့တယ်40 baht ပဲပေးရတယ်အသားလေးကအဲ့လိုရက်ထားတာလေးကမိုက်တယ်ရောင်ကြီးလေးအယောင်လေးလက်ဆက်တာပြောခုတာအိမ်မှာ short လေးကြည့်ပြီးွားအယောင်လည်းမကျွတ်ဘူးနွေ့နွေ့လေးလည်းရှိဒီဇိုင်းလေးနဲ့မိုက်တာပါနော်ထဲမှာတော့အစုံပဲအထဲဝင်သွားရင်နဲ့အထဲရောက်လို့ရှိရင်ဘာပေါ့နော်ဘာ
ဘားတွေပြီး mini club လိုမျိုးတွေတွေ့ရပါမယ်ဝိဇိုင်းနေတဲ့ညာကြီးပဲထဲမှာအဓိကအင်ဂျီရေပေါ့နော်ဒီပိုင်ဆိုတဲ့ logo ရိုက်ထားတဲ့အင်ဂျီရောဈေးမရှိဘူးဒါပေမဲ့ချီတယ်တွေကမတရားဈေးကြီးလို့ね950 650တချို့ဟာဆို900 800အောင်ပါပေါ့နော်ဟိုဘသူတွေအတွက်တော့ဈေးမကြီးဘူးလို့ထင်တယ်တော့မသိဘူးဆွေတို့အတွက်တော့ဈေးကြီးရဲ့အဲ့ဒါတွေကဘန်ကောက်မြို့ပေါ်မှာဆိုလို့ရှိရင်200နဲ့300ဝန်းကျင်ကြားမှာပဲရှိရပါတော့ဒီပေါ်လေးတောင်ပေါ်မှာမလို့ဈေးပိုများလည်းဖြစ်နိုင်တာပေါ့နော်ဒီတိုင်း market မှာတော့ဒီလိုလေးပါပဲအဲ့တော့ night market ထဲမှာဆွေတို့လည်းကိုကြိုက်တာလေးတွေးခဲ့တယ်ဝတ်သားတုပ်ထိုးပေါ့နော်အဲ့ဒါလေးလည်းဝယ်စားခဲ့ပါnight market အကြောင်းဖြည်းဖြည်းလေးရိုက်ပြသွားပါမယ်လက်ကြည့်လိုက်ကြပါဦး
ပိုင်မာတော့လေလူဖြူတွေအရမ်းများတယ်နေ့ကင်းဘက်ဆိုလို့ရှိရင်လည်းသူတို့က cycle လေးတွေနဲ့အေးဆေးပေါ့နော်သွားလာလှုပ်ရှားနေကြဟိုတချို့ယောက်ျားလေးဆိုရင်အပေါ်ပိုင်းအင်ကြီးတောင်မပါဘူးမိန်းကလေးဆိုရင်လည်းတချို့ဒီအပေါ်ပိုင်း crop top လေး bra လေးတွေနဲ့ပဲ cycle စီးပြီးရှောက်သွားနေကြရလဲရှိရပိုင်ရဲ့ vibe ကကြတော့သူကအဲ့လို slow တော့မဟုတ်ဘူးကွာအဲ့လို free and easy ပေါ့နော်ဟိုပျော်ပျော်ပါးနေမယ်ဆိုတဲ့ပုံစံမျိုးပတ်တရားနဲ့တောင်နည်းနည်းဆင်တယ်လို့ပဲသူကအဲ့လိုတောင်ပေါ်ပတ်တရားလိုမျိုးတောင်ပြောလို့ရမလားပြီး foreigner တွေလည်းများ club တွေရှိရဘားတွေရှိရကွာပြီးသူက AC ပဲအဲ့လိုပဲသွားလာလှုပ်ရှားနေကြပြီးတော့ tourist police ဆိုပြီးတော့ဟိုရဲယုံကြီးလည်းအကြီးရှိရောသူတို့အတွက် more or less safe ဖြစ်တယ်ကွာအဲ့လိုတောင်ပေါ်နေရာတစ်ခုကိုရောက်နေပေမဲ့လည်း insecure မဖြစ်တဲ့အခါကျတော့တော်တော်လာလေကြတယ်အဲ့တော့ local တွေလည်းရှိတယ်မြန်မာတွေဘာတွေတိတ်မတွေ့ဘူးเนาะကိုရီးယားတွေတွေ့တယ် foreigner အဖြူပြီးရခါမှာဒီအဖြူရောမဲရောပေါ့လေအကုန်များတွေ့ရတယ်ပေါ့အဲ့မှာတော်တော်ကြိုက်ကြတယ်ထင်တယ်ဒီနေရာကိုလေတမျိုးလုံးဒီပါအဲ့လူမျိုးတွေပဲတော်တော်အံ့ဩတယ်အစားရောက်တော့အကုန်လုံးလို့ cycle စီးပြီးသွားတော့ cycle ကလည်းလို့တရက်လုံးငှားမှ200နဲ့900ကြာပေါ့နော်အဲ့တော့ cycle ငှားပြီးရှောက်သွားနေကြပြီးတော့အဲ့မှာဒီ baked potato ရောင်းတဲ့ဆိုင်လေးတော်တော်ရောင်းရတယ်သူတို့တွေတန်းစီပြီးတော့ဝယ်နေကြကွာဒီလား baked potato အကြီးပဲစားလိုက်တော့ရတာရှိမှဒါပေမဲ့ဆိုရမစားခဲ့ရပါဘူးအော်ဒီနေ့ခုမနက်ကတော့ပိုင်ကနေပြန်มาပြီးပိုင်အောင်ရောက်လို့ရှိရင်2ညလောက်တော့နေမယ်ဆိုရင်ပို့ပြီး enjoy လုပ်လို့ရမယ်ထင်တယ်တိတ်များစားတော့မရှိပေမဲ့အေးဆေးဖြစ်တာပေါ့နော်ဆိုတော့တညပဲနေပြီးတော့ဗန်ရက်ထိုင်းဘက်ကိုခရီးဆက်မှာဖြစ်ပါတယ်ဒါကတော့အခုမနက်အစောကြီးပေါ့နော်ဟိုတယ်ပရဝွန်အတွင်းမှာဘူးမှမရှိဘူးဆွေတယောက်ပဲရှိဟိုင်းဒီဟိုတယ်က Diamond Village ပေါ့နော်သူကမစိုးရတဲ့မှာပါတယ်အေးတော့အေးတယ်အေးတော့သူကအခန်းထဲမှာတမန်တလင်းခင်းထားတော့အေးရကြတယ်ပိုအေးတယ်ပေါ့နော်အဲ့ဒါတခုပါပဲရေပူလဲပူပါတယ် Google review တချို့မှာရေမပူဘူးလို့ဘာလို့ရေးထားရပေါ့နော်ဒါပေမဲ့တကယ်တော့အဲ့လိုမဟုတ်ပါဘူးရေပူပါတယ်ဟိုတယ်လေးရဲ့အသွင်ပြင်လေးကလည်းဒီလိုမျိုးဘန်ဂလို type လေးဆိုတော့လေနေလို့ကောင်းပါတယ်ဒီခန်းလေးကတော့ဆွေတို့တညတာနေခဲ့ခန်းလေးပေါ့နော်အထဲမှာ3ယောက်အေးဆေးနေလို့ရတယ်ဆွေတို့က3ယောက်ခန်းအောင်ဘာလို့ယူလိုက်လဲဆိုတော့2ယောက်ခန်းလေးတွေကပြည့်နေလို့ပါဒီ3ယောက်ခန်းဟိုမှာ1300ဝန်းကျင်ပဲကျတယ်ဆိုတော့ဆွေစိတ်ထင်တော့အပေါ်ဘက်က2ယောက်ခန်းနေဆိုလို့ရှိရင်တော့1000ဝန်းကျင်လောက်နဲ့တော့ရနိုင်ပါတယ်ဟိုတယ် capacity ပေါ့နော်သူတို့လက်ခံနိုင်တဲ့ဧည့်သည်ပမာဏကတော့ဒီလောက်ပါပဲဒီခန်းလေးတွေပဲရှိရပါဟိုဘက်တစ်ချမ်းရယ်ဒီဘက်တစ်ချမ်းရယ်ပဲရှိရပါတော့သူကပြီးတော့ breakfast မပါဘူးbreakfast မပါဘူးဆိုတော့မနေ့ကျရင်ကိုယ့်ဘက်ကိုတော့အပ်ပြီးထွက်သွားရုံပဲပေါ့နော်မီးလင်းပိုလေးတခုရှိတယ်အဲ့ဒါလေးတော့ကြည့်လိုက်အောင်ညတောင်ပေါ်ဒေသတွေမှာနေရအရန်ဟိုတာရအေးဆေးအဲ့လိုအေးနေတာနဲ့ပဲတော်တော်ကြီးစိတ်ချမ်းသာစရာကောင်းနေပြီပေါ့နော်ပူတဲ့ဒေသလာတဲ့လူတွေဆိုတော့အေးတာကိုတော်တော်လေးကြိုက်ပါတယ်မီးဖို့ကအခုတော့မီးမရှိဘူးညကတော့ရှိမလားမပြောတတ်ဘူးနော်ထွမ်းမချီဖြစ်လိုက်ခဏနေလို့ရှိရင်တော့ဗန်ရက်ထိုင်းကိုစတင်ထွက်ခွာဖို့အတွက်တော့သွားအပ်ပါပြီYou check out that you can return the key to the tree. Thank you. Okay. တွေ့ရထိုင်တယ်အခု9:45ပေါ့နော်အခုဗန်ရက်ထိုင်အောင်စပြီးတော့ထွက်ပါတယ်လမ်းလေးကတော့မြင်နေရတဲ့အတိုင်းမှာပဲမြူလေးတွေနဲ့အေးညာပေါ့နော်လမ်းမှာလမ်းခီးလေးဆင်ပြေပါစေလို့ဆုတောင်းပါတယ်သွားတယ်လမ်းနဲ့ဝေးရအကြောင်းပါဗန်ရက်ထိုင်သွားတဲ့လမ်းမှာရောဗန်ရက်ထိုင်မှာရောပေါ့အရန်ဟိုမိုက်တဲ့ရှုခင်းတွေကိုဆက်လက်ပြီးတော့ရိုက်ပြသွားမှာဖြစ်လို့စောင့်ကြည့်နေပေးပါအောင်နော် Bye bye. See you in next video.